အကြီးဆုံးဖြစ်တဲ့ program ရဲ့ course ကုန်ကျစရိတ်က semester ၄ခုရှိတယ်။ဒါမျိုးကို bachelor degree တွားတက်ဖို့အတွက်မလေးရှားမှာ A level ဖတ်ပြီးရှိရဲဆိုတဲ့အပေါ်မှာကုန်ကျစရိတ်လေးထားတဲ့မိမိအတွက်ပါဒီ program ကိုစပြီးတော့သွားမယ်ဆိုလို့ရှိရင်ဒီလိုတော့ကျမတို့ကမလေးရှားမှာ A level တက်ရမယ် A level တက်တဲ့အခါမှာ subject combination အနေနဲ့ကိုသွားချင်တဲ့ university မိကြနဲ့ချိန်ပြီးရဲပေါ့နော်ဒါကျမတို့ timing လေးမှာပါအဲ့တော့ပုံကြမလို့အဲ့တော့ကိုသွားချင်တဲ့ university မိကြအလိုက်ဒီ A level ဘာသာကိုအနည်းဆုံး3ဘာသာနဲ့စယူရတယ်အဲ့မှာလည်းပဲကျမတို့ကဒီ semester အဖြစ်လိုက်ကို German language preparation ရှိသွားမယ်ပေါ့နော်နောက်တစ်ခုကကြတော့ university preparation UPT ပေါ့နော်အဲ့ဒီခါလေးလုပ်ပေးမယ်နောက်ဆုံးမှာဒီကိုသွားကျင်တဲ့ German University လေးရှောက်သွားတဲ့ program ကြောင်းတည်ပြီဆိုတော့အရေးကြီးဆုံးဖြစ်တဲ့ program ရဲ့ course ကုန်ကျစရိတ်က semester ၄ခုရှိတယ်၄ခုမတိုင်ခင်မစခင်မှာကျမတို့ကဒီ ringgit 9200နဲ့9400ဝန်းကျင်ပေါ့နော်လက်ရှိမြန်မာငွေပေါက်စိတ်1055နဲ့ကျမတို့တက်မယ်ဆိုလို့ရှိရင်86သိန်း88သိန်းဝန်းကျင်လောက်ရှိမယ်ဒီ fees တွေထဲမှာဘာတွေပါတာလဲဆိုလို့ရှိရင် application fees ပါမယ်ပြီးတော့ admission deposit refundable ဖြစ်တယ်သူကပြီးတော့ visa application fee EMGS fee ဆိုလို့ရှိရင်မလေးရှားမှာတောင်းတက်တဲ့သူတွေတိုင်းသိကြပါတယ်ပေါ့နော်အဲ့ဒီ fees တွေကို semester တွေမစခင်မှာပေးရတယ်ကဲ semester 1ရောက်လို့ရှိရင်တော့ကျမတို့ကမြန်မာငွေသိန်း240ကျော်ပေးရပြီးတော့ semester 2မှာသိန်း210ခုနှစ်ဝန်းကျင်လောက်ထိပေးရနိုင်တယ် semester 3မှာကျတော့ကျမတို့ကဒီတချို့ level ဖြည့်ရတဲ့ဟာတွေပါ exam fee တွေပါတဲ့ကြောင့်မလို့သိန်း650ကျော်လောက်ကိုပေးရမယ် semester 4မှာဆိုလို့ရှိရင်တော့200ကျော်လောက်ကိုထပ်ပြီးတော့ပေးရမယ်ပေါ့နော်အဲ့တော့ program fees total စုစုပေါင်း average ကြည့်မယ်ဆိုလို့ရှိရင်တော့သူက A level fees ကို German language fees plus အဲ့မှာ exam fees တွေပါဝင်မယ် fees တွေပဲကြည့်ပြီးတော့နည်းနည်းလေးများတယ်လို့ပဲလက်ရှိမှာဒီတွားနေကြတဲ့မိဘတွေပြီးတော့ဂျာမနီအတွက်လည်းဒီ university မှာပေါ့နော်အများကြီးတက်မင်းလို့တွေးပြီးတော့ဒီအရှိတုံမိဘတွေလည်းတွားကြတယ်လို့ပေါ့ဒီ program လည်းလက်ရှိမှာtry နေတဲ့သူတွေလည်းရှိရပေါ့နော်ဒီ program ကလူတိုင်းအတွက်တော့မဟုတ်ပေမဲ့ကိုယ့်ရဲ့ဒီ budget ပေါ့နော်ကိုသုံးနိုင်တဲ့ budget segment နဲ့ကိုတက်သမီးကိုပေးတင်တဲ့ liveတွားကျင်တဲ့ country ပေါ်မှာမူတည်ပြီးတော့မိဘလိုက်ကိုကြောင်းသားအလိုက်တော့ရွေးချယ်နေကြရပေါ့နော်အဲ့ဒီမှာကျမတို့ကနောက်ဆက်တွဲမှာဂျာမနီလို့ဆိုတဲ့အတွက်ဒီ blog account တက်တာတွေဘာတွေကိုလည်းကျမထပ်ပြီးတော့တဖြည်းဖြည်းရှင်းပြပေးသွားပါမယ်ကျေးဇူးပါ